ညီမရေအခု EV ကားလေးလဲစီးကျင်နေရကွာအဲ့ဒါဈေးနှုန်းလည်းသိရမယ် price to performance လည်းကောင်းရမယ်ကိုက highway လည်းထွက်ကျင်တယ်ကွာအဲ့ဒါအခုဒီမှာ EV ကားကြီးပြနေဆိုတော့ဘာကားလေးရှိလဲ ဟာကိုအဲ့ဆိုရင်တော့လာကျုံးနဲ့တော့ပြီပေါ့ညီမတို့ဒီပွဲမှာဆိုရင် price to performance ဖြစ်တဲ့ Limoda ရဲ့ T03 EV SKD နဲ့အတူ luxury premium crossover SUV ဖြစ်တဲ့ C11 ကိုပါပြသပေးထားပါတယ် ကားလေးရတော့မိုက်ပါတယ်ဒါပေမဲ့အခုလက်ထဲမှာပတ်စံမပြေသေးလို့အခုနောက်မှပဲလာတော့မယ်ညီမ ဟာနေရောကိုလက်နဲ့ကြမှာပဲစီလေးခုရှိပြီးတယ် ဟေးဟုတ်လား price to performance ဖြစ်တဲ့ Limoda T03 EV SKD ကို30% cashback ပေးပြီးတော့မှ luxury ဖြစ်တဲ့ C11 ကိုလည်း30% cashback ပေးတဲ့အစီအစဉ်ရှိပါတယ်ဒါမျိုးမှာစီလုံးကို AR Auto လုံးနဲ့ 30% ကောင်းလို့ရတော့9နှစ်ကြာပြီးပေးနိုင်တဲ့အစီအစဉ်ရှိလို့ကိုလက်နဲ့ကြမှာရောနော် ဟာအဲ့လိုဆိုကောင်းလာပေါ့ဒါဆိုအခုပဲဝယ်လိုက်တော့မယ်လေ ဒါကြောင့်ဇွန်လ23ရက်နေ့ကနေ26ရက်နေ့ထိမြန်မာပလာဇာမှာကျင်းပနေတဲ့ promotion ပွဲကြီးမှာဆိုရင်ရစ်ကြနဲ့ရော cashback နဲ့ရော in-store မှာဝယ်ယူနိုင်မယ့်အထူးခွင့်ရဆိုရင်လက်နဲ့ကျပဲကျန်တော့မှာမလို့တွေ့နေပဲနဲ့အခုပဲလာကိုဖိတ်ခေါ်လိုက်ပါတယ်